တူနဲ့ယောက်ျားကြီးတွေကအားရပါရထုပြီးတော့လောက်ရတာဒီစတရုပ်လူရေးထားတော့ထိုင်းလူရေးထားလဲကွာနားမလဲရုပ်တန်းတက်လို့ပွဲတော့သွားပါမယ်အိတ်စစ်ဝမ်းထွက်ရပါမယ်ရှင် MRTC သွားတာပါ Wat Man Khon ဘူတာမှာဆင်းရပါမယ်ဘူတာဆင်းပြီးတော့ညာဘက်ကိုချိုးလိုက်လို့ရှိရင်တက်တက်လေးဆက်သွားလို့ရှိရင်ဒီရုပ်တန်းကိုရောက်ပါပြီရှင်ဒီလမ်းလေးထဲမှာလဲစားစရာတွေအများကြီးပါပဲဒီမှာတက်လို့ဆိုင်လေးတွေဒါတက်လို့လားဒါလည်းလွတ်ပါတယ်သူကအဝါရောင်အလံချိတ်ထားတဲ့ဆိုင်လေးတွေဆိုလို့ရှိရင်အားလုံးတက်လွတ်ပဲရောင်းတာပါရှင်ကဲရောက်ပါပြီ China Town သူတွေအရင်စီကားပါတယ်ကြိတ်ကြိတ်တိုးပဲတက်လို့ဆိုင်ဆိုရင်ဒီလိုအလံအဝါလေးတွေချိတ်ထားပါတယ်ဒါလေးတွေဝယ်စားမယ်ลงก็ได้ค่ะ60 100เลย1တရား60 bucks okay 60ครับတက်လို့ကျဥချောင်းကြော်တွေပေးပြကြော်တွေပါစားနေကြပါလေးလေးရှိကျဥချောင်းမได้เลยกินกันขนาดนั้นချောင်းတက်လို့ကြော်ဝယ်လာပါတယ် Eat now, take away. take away yes ကဲဒါတော့အထောင်းဆိုင်မှာအထောင်းစားပါမယ်ရှင်စားနေရဘာတော့ဒါလေးရတယ်ဒီမှာရေးထားရနော် vegetarian festival တက်လို့ပွဲတော့ဘယ်ငယ်ကြာကြီးကြော်ညာဒီမှာစားတာဒီဟိုစုံတော့လေးစားပါမယ်တပွဲကို80ပါမတက်လို့ကျုပ်အတူလေးချစ်စရာလေးဒါစားမယ်ตอนนั้นนะครับ ได้ค่ะอะไรคะที่บ้านแล้ว家人去人玩那里去。家在那边上面家在那边，然后心里边多吧上。ကျွန်တော်ကဟိုဒီစင်လိုက်ပဲစင်လိုက်အချောက်အတုတ်ရ看看，心里看。我အရေးပဲနော်心里အရေးနဲ့ဟောအရေးဒါကတော့တရုတ်တန်းရောက်ရင်မဖြစ်မနေစားနေကြဘဲကြာစံဘဲကွက်တီကိုကြာစံနဲ့စားတာပါဒါကခုနဝယ်လာတဲ့အသားတူကြော်လေးတွေပါပြီးတော့မိုးထောင်းလေးလည်းပါပါတယ်အင်းမန်တယ်နဲ့ပြီးတော့မှအချင်းလေးထည့်မယ်ဒီမှာအလှပြကားကြီးနဲ့လက်မရောင်းနေတယ်ထင်တာပဲ။ဘာလက်မရောင်းနေလဲမသိဘူး။ဒါကငကားရုပ်လေးတွေပါ။ဒီမှာစိတ်ရုပ်ကြီးဒီမှာဒီပေါက်ပါတယ်။ဒီနဲ့တွဲမရိုက်ပေမဲ့မဘိုး20ပြီးခဲ့ပါတယ်။ဒါကတော့မုံဟင်းခါတက်လို့ရောင်းတာပါ။ဒါတွေလည်းတက်လို့ပါတယ်။ဒီမှာဒီပြထားတဲ့ဟင်းတွေအကုန်လုံးဒီတက်လို့ဟင်းတွေပါရှင်ခောက်ဆွဲကြောကြာစံကြောမုတ်အကုန်လုံးဒီအတန်းတန်းလို့ရှေးကြီးပဲဒီမော်တီထောင်းအကုန်တက်လို့တည်းကြီးပဲဒီမှာဒါမြေပဲလိမ့်လိမ့်နေတာတဲ့တူနဲ့ယောက်ျားကြီးတွေကအားရပါရထုပြီးတော့လောက်ရတာခါမမြင်ဘူးတော့ က
ပုံချောင်းနဲ့ဝင်ပြီးတော့ဆက်စုပါမယ်ခုရောက်နေတာကတော့ပုံချောင်းထဲမှာပါဟုတ်လားပုံချောင်းလားမှားလည်းပြောမှာဟုတ်တယ်ဒီမှာပုံချောင်းလေဩ တော့မဟုတ်ပါဖယားပါ ဖရလားဒီစတရုပ်လူရေးထားတော့ထိုင်းလူရေးထားလဲကွာနားမလဲအဲ့ဒါမှလည်း Tanfa Foundation Hospital Donation Center ဒါမွေးတိုင်းထုံပြီးတော့ဆုတောင်းတဲ့သူတွေအများကြီးပါပဲ ကျောင်းနိုင်ကျောင်းနိုင်သေးလား ကျောင်းနိုင်ရေးကြီးတယ်နော်ဒီမှာ dancing တုတ်တုတ် house နဲ့တုတ်ပဲကဲ ဘယ်ကမှကွတ်တရော ဟမ်ဟုတ်လေအော်ကွတ်တီယိုတက်လောက်ကွတ်တီယိုမိုက်တယ်ဟောဒီလမ်းလျှောက်ရမောလို့အုံးကြီးတောက်ပါမယ်အုံးကြီးဘူးလေးရဲ့ချစ်စရာလေးလေ45ပတ်တဲ့တကူဒါကတော့တက်တက်လို့ဖတ်ထပ်ပြီးပါသစောအုံးကြီးတောက်ပြီးတော့မဝအောင်အဲ့အကြောင်းလို့လိမ်မော်ကြီးထပ်တောက်တာပါဒီမှာတော့ဖာလူတာကြီးလည်းရောက်နေလိမ်မော်ဒီဖက်လေးနဲ့လိမ်မော်လေးတောက်ချင်လို့ပါဝင်သမျှကတော့အကုန်လုံးစားချင်စရာတွေပဲဒါပေမဲ့စီကျော်တွေလည်းအများကြီးမစားရပါဘူးချင်းလေးဝင်လာပါတယ်တောင်းတဲ့အဖို့တနာလို့50ပေးရတယ်ငါဒီမှာ လေးနဲ့ထည့်အောင် လာမင်းမလင်းတော့ဒီလျောင်းလို့ရတယ်ဒါကတော့ဘူဒါကိုပြန်မဲ့လမ်းနယ်လေးပါအလုံးပလန်နဲ့ခဏခဏဒီလမ်းကိုမေ့တက်လို့ခါထဲမှတ်တမ်းတင်ထားတာပါပြန်တော့မယ်အိမ်ပြန်လက်ဆောင်တစ်ခုလဲရပြီဘယ်မှာကြီးတဲ့ပြန်ပြီးငါပြန်ပြီးရောက်ပါပြီရှင်ဒီမှာ Watman Con BL29 ပြန်มาတော့မယ်ကဲပြန်มาပြီနောက်နေ့ကျမှထပ်လာပြီးတော့စားပါအောင်မယ်အချိန်လေးတစ်ခုရခဲ့ပါတယ်